ကိုကြောင်နှိုးကြမယ်ပြီးတော့ကိုကဆွဲထုတ်ရမယ်အဲ့ဒီလိုမလုပ်တဲ့အခါကျတော့တရားဓမ္မတွေကလည်းဘာမှမသိတော့ဘူးဒီလိုပဲနေမြဲစားမြဲနေသိလဲသိရောအဲ့မှာတစီတရည်ဖြစ်ကုန်တာဦးဇင်းတို့အမြင်ကပြောမယ်ဆိုရင်တော့လူတယောက်ကောင်းတဲ့ဘုံရောက်ဖို့ဆိုတာတော်တော်ကိုလည်းမမြင်ပါဘူးနော်တော်တော်ကိုမမြင်တဲ့အလုပ်ပါတော်တော်တစ်ခါတည်းလဲအံ့ဩပါတယ်ဘာဖြစ်လို့အံ့ဩလဲဆိုတော့တန်တန်ရှင်းရှင်းနဲ့အပြစ်ကင်းကင်းနဲ့နော်နေသွားတဲ့ဦးဇင်းအကြီးတောင်မှတစေကြီးဖြစ်နေသေးတာဘယ်သူနဲ့မှလည်းမဆက်စုဘူးနော်သူ့ဘာဆိုအိမ်ထဲမှာတကုတ်ကုတ်နဲ့လောက်စရာမရှိအရှိတာအဆုတ်ချုပ်ပြီးတော့ကြမ်းတိုက်ပို့ပြီးတော့အေးစေးနေတဲ့ပုံကိုယ်တော်မှသေတော့တစေဖြစ်တာအဲ့တော့ကြမ်းတဲ့ဟာတွေဆိုရင်တော့ပြောမနေနဲ့တော့အဲ့တော့ဦးဇင်းတို့ဒီလိုလူသားတွေနော်ပိဋ္ဌာတစေတွေငရဲတွေကြတာဦးဇင်းတို့တန်ဃာတော်တွေကကိုယ်တိုင်လဲအဲ့ဒီအတွက်မပူသလိုတရားဓမ္မတွေအတွက်လည်းပူမှမသိတော့ဒါဦးဇင်းကိုဦးဇင်းတွေးတာပါနော်အဲ့တော့ကိုကမပူတော့သူများလည်းပူမှမသိတော့ကိုကပူတော့သူများလည်းကြောက်ထဲကြမှာကြောက်လို့ဆွဲထုတ်တာဦးဇင်းဆိုအခုတနေ့တာကုံသွားတယ်ဧည့်သည်မပြတ်ဘူးလာတဲ့ဧည့်သည်ကိုဘယ်ရလာဒီကျင့်အောင်သဘောပေါက်အောင်လှုပ်လို့ပြီးတော့မှဦးဇင်းပြန်လုပ်တယ်ဘယ်တော့မှသူ့ပစ္စည်းအလူခံပြီးပြန်တော့လို့မပြောဘူးဘယ်ဆင်းရဲလူလာချမ်းသာတော့ဒလက်ဇက်ကိုလာနေဒလက်ဇက်ကိုဟောနေတောက်လျှောက်အကယ်၍ဦးဇင်းမလုံနှိုးလေးလို့ရှိရင်တို့တွေမိမြောက်ပြီးသွားမှာဟိုနေ့ကဒီမှာပြတဲ့ဗီဒီယိုလေးပြလေတွေ့လာမှသေသွားတဲ့သာဓုခေါ်လို့မရဘူးမသေသွားတော့ဒိဋ္ဌိဆွဲပြီးတော့မှသောကဖြစ်တစိဖြစ်နေပြီတွေ့လားအဲ့လိုပြမှတို့ကကြောက်တာနတ်ပြည်တက်တဲ့လူတွေနတ်ပြည်တက်သွားတဲ့အကြောင်းပြောပြီးတော့ဟောအဲ့လိုကြီးဟိုမှာထိုင်လုံနေတာအောင်ပါမိမိကိုယ်တိုင်ကလည်းပူတယ်ဆိုတာကတန္တရာကြောက်ထဲကြမှာကြောက်လို့လဲမှာကြောက်လို့နောက်ဆုံးအပေဘေးကြောက်လို့မြင်လို့သိလို့လွတ်အောင်လောက်ခဲ့လို့ကြံတဲ့လူတွေတဲ့ဒီဘေးကြရမှာဆိုကြောက်တော့စိုးရင်တော့အတင်းဆွဲတင်နေတာအဲ့ဒီလိုလောက်တဲ့တန်ဃာတွေရှိမှဒုသာသနာတော်ကြီးဟာနေလိုလားလို့ထုံးကောင်းလို့ဦးဇင်းကဘယ်ကိုမှလိုက်အလူမခံဘူးဘယ်မှလိုက်အလူမခံဘူးငွေရဖို့အတွက်ဘယ်သူနဲ့မှလည်းမပေါင်းဘူးဘယ်ဖွဲ့စည်းနဲ့မှလည်းအကြံဖန်မလုပ်ဘူးဘယ်မှကိုလိုက်အလူမခံမနဲ့တနေ့